皆さん、こんにちは。Learn Japanese with me ကနေပြီးတော့ကြိုဆိုပါရစေ။ဒီနေ့စပြီးတော့ M5 ပေါ့နော် M5 ကိုပညာဒါနလေ့လာနေတဲ့လူတွေအတွက်အဆင်ပြေအောင်ဒီနေ့စပြီးတော့ grammar လေးတွေကိုတင်သွားမှာဖြစ်ပါတယ်။အဲ့တော့အမရဲ့ဒီ Telegram channel ပေါ့နော် Telegram channel မှာရော TikTok မှာရောဒီပညာဒါနဗီဒီယိုလေးတွေကိုကြည့်လို့ရပါတယ်။အဲ့တော့ဒီနေ့ကတော့အခန်း1ပေါ့နော်။အဲ့တော့ဓာတ်ဣကမှာဆိုရင်မတို့ကခုတုပကြီးလည်းကြက်ခဲ့ပြီပေါ့နော်အခန်း1ကိုတင်မယ်ဆိုရင်အခန်း1ကခုတုပကိုကြက်ထားမယ်ပေါ့နော်အဲ့တော့ခုတုပကြက်ပြီးသွားတဲ့အခါကျရင်ဒီအခန်း1 grammar ကိုစပြီးကြည့်လို့ရပါတယ်အဲ့တော့ဒီမှာ star ပြထားရပေါ့နော်မတို့ဝဒါလေးကိုမတို့ကဟိရကနာခတာခဏကြီးတင်ခဲ့တာပေါ့နော်ဒီဟာလေးကိုတွေ့မှာတော့ဟလို့တန်ထွက်တယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင် तू ကဟလို့မထွက်ပဲဘယ်လိုထွက်မလဲဆိုရင်ဝလို့ဖတ်မယ်ပေါ့နော်ဒါလေးကိုမြင်ရင်မှာတော့ဝလို့ဖတ်မယ်အဲ့တော့ဝါတရှိဝလို့ပါတော့ကျွန်တော်ကလို့ပါတော့ပြောမယ့်အခါမှာဆိုရင်ဒါလေးကိုဝလို့ဖတ်မှာပေါ့နော်ဝါတရှိဝအဲ့တော့ဒီ namatic grammar လေးကြည့်အောင်ပေါ့နော် namatic grammar ကဘာလဲဆိုတော့ noun one what noun two does အဲ့တော့ noun one what noun two does ဆိုတာဘာလဲဆိုတော့ noun one ဒီ noun two ဖြစ်ပါတယ် noun one က noun two ဖြစ်ပါတယ်ဆိုတဲ့လေပေါ့နော်ဥပမာဆိုရင်ကျွန်တော်ကဆရာဝန်ဖြစ်ပါတယ်ကျွန်တော်ကဆရာမဖြစ်ပါတယ်เนาะအဲ့တော့မိသားဆန်ကတော့ဆရာဝန်ဖြစ်ပါတယ်မိသားဆန်ကတော့ဆရာမဖြစ်ပါတယ်အဲ့လိုမျိုးပြောခြင်းနေပေါ့နော်အဲ့တော့ noun တစ်ခုခုအဲ့တော့ကိုပြောမယ့် noun တစ်ခုခုဒီနောက်က noun 2ပေါ့နော်ဒီအရာဖြစ်ပါတယ်ဆိုပြီးပြောချင်အမှတော့ဒီ pattern လေးကိုသုံးမယ်ပေါ့နော်အဲ့တော့ noun 1 what noun 2 does noun 1ဒီ noun 2ဖြစ်ပါတယ်အဲ့တော့ဒီ what ကိုကြာမှာတော့ဘယ်လိုအဓိပ္ပာယ်ပြန်မလဲဆိုတော့ဒီဒါမှမဟုတ်ခါပေါ့နော်အဲ့လိုဘာသာပြန်ပါမယ်အဲ့တော့ asymmetric ကိုဖတ်ကြည့်အောင် ray 1ဝါဒရှိဝမိုက်ခုမီဒါ does အဲ့တော့ဝါဒရှိဝဆိုတော့ကျွန်တော်ဒီကျွန်တော်ကအဲ့တော့ဒီမှာဆယ်မတော့ဝါဒရှိဟလို့ဆိုပြီးတော့မဖတ်ဘူးเนาะဝါဒရှိဝလို့ဖတ်မယ်ဝါဒရှိဝကျွန်တော်ဒီကျွန်တော်ကမိုက်ခုမီဒါ does အဲ့တော့ဒါနာမည်ပေါ့เนาะမိုက်ခုမီဒါဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့နာမည်ပေါ့เนาะကိုယ့်ရဲ့နာမည်ကိုကထည့်ပြီးတော့ပြောမယ်ဆိုရင်ကိုကဘာလုပ်ရမလဲဆိုရင်မတော့စံမထည့်ရဘူးပေါ့เนาะအဲ့တော့ကျွန်တော်ဒီမိုက်ခုမီဒါဖြစ်ပါတယ်ပေါ့เนาะအဲ့တော့ကိုပြောမယ်ဆိုရင်ကိုကနောက်ကဆန့်ထည့်ပြောကြမလို့ပေါ့เนาะကျွန်တော်ဒီမိုက်ခုမီဒါဖြစ်ပါတယ်အဲ့တော့နံပါတ်2ဝါဒရှိဝါခိုင်းရှာအင်ဒက်အဲ့တော့ကျွန်တော်ဒီကျွန်တော်ကပေါ့နော်ခိုင်းရှာအင်ဆိုကုမ္ပဏီဝန်ထမ်းဖြစ်ပါတယ်နော်ကျွန်တော်ဒီကုမ္ပဏီဝန်ထမ်းဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင်ကိုကပေါ့နော်ကိုပြောချင်တဲ့ဟာလေးကိုစားထိုးပြီးပြောလို့ရမှာပေါ့နော်ဒီမှာဆိုရင်ကိုကြက်ထားတဲ့ noun လေးပေါ့နော်အခန်းတင်မှာဆိုရင်ပါတဲ့ခိုင်းရှာအင်တို့ thank you ရှာတို့နော်ရှာအင်တို့ပေါ့နော်ဤရှာအဲအဲ့လိုမျိုးကိုကြက်ထိုင်နောင်းလေးကိုကျွန်တော်ဒီဘာဖြစ်ပါရဲ့เนาะဘသူကတော့ဘာဖြစ်ပါရဲ့အဲ့တော့မိရဆန်ကဆရာဝန်ဖြစ်တယ်ဆိုရင်မိရဆန်ကအီရှာဒက်အဲ့လိုမျိုးလေးအစားထိုးပြီးပြောလို့ရမယ်ပေါ့เนาะအဲ့တော့ဒီ pattern လေးတစ်ခုရပြီဆိုရင်မတို့စကားလေးပြောလို့ရပြီပေါ့เนาะကျွန်တော်ကတော့ဘသူဖြစ်ပါရဲ့အဲ့တော့ noun one what noun two does အဲ့ဒီ noun one ကတော့ noun two ဖြစ်ပါရဲ့ဆိုပြီးပြောချင်တယ်ဆိုရင်မတို့ဒီ pattern ကိုသုံးမယ် noun one what noun two does အဲ့တော့ number 2 grammar လေးကိုစကြည့်အောင်နံပါတ်2 grammar ကကြာအမှညင်းမှာပေါ့နော်ခုန positive တင်ပြီးသွားဆိုအခုက negative ညင်းမယ်အဲ့တော့အဲ့ noun 1ဒီ noun 2မဟုတ်ပါဘူးဥပမာထားလိုက်ပါတော့ကျွန်တော်ကဆရာမမဟုတ်ပါဘူးကျွန်တော်ကကျောင်းသားမဟုတ်ပါဘူးအဲ့လိုမျိုးညင်းမယ်ဆိုရင်မှတော့ဘာလို့သုံးမလဲဆိုရင် noun 1 what noun 2เนาะဒီဟာတော့တူတူပဲနောက်ကကြာဘာပြောင်းသွားမလဲဆိုရင်အငင်းဆိုတော့ဂျာအာဒီမာဆန်เนาะဒါမှမဟုတ်မှတော့ဒဲဝအာဒီမာဆန်ပေါ့နော်ဂျာအာဒီမာဆန်လေးရတယ်ဒဲဝအာဒီမာဆန်လေးရတယ်ပေါ့နော်အဲ့ဒီမှာဆိုရင်သူအတူတူပဲပေါ့နော်အတိတ်ပဲကဂျာအာရီမာဆန်ဆိုရင်မဟုတ်ဘူးเนาะဒဲဝအာရီမာဆန်ဆိုရင်လည်းမဟုတ်ဘူးเนาะအဲ့တော့အမတို့ဒီဂျာအာရီမာဆန်ကတော့သုံးတာများပေါ့နော်စကားပြောတဲ့အခါမှာဆိုရင်ဒါကိုသုံးတယ်အဲ့တော့ example လေးကိုဖတ်ကြည့်အောင်ray ichi santosu san wa gakusei ja arimasan dewa arimasan အဲ့တော့ဒီမှာဆိုရင် santosu ကကျောင်းသားမဟုတ်ပါဘူးเนาะအဲ့တော့ ja arimasan ပါရဲဆိုရင်အမတို့ကအငင်းနဲ့ဘာသာပြန်လို့เนาะမဟုတ်ဘူးဆိုပြီးဘာသာပြန်မယ်အဲ့တော့ santosu san ကကျောင်းသားမဟုတ်ပါဘူးเนาะအဲ့တော့ဒီမှာဆိုရင်မတို့ santosu ဆိုတဲ့ particle santosu ဆိုတဲ့ noun 1ပေါ့เนาะ noun 1 what noun 2 noun 2ညမှာဘာလာမလဲဆိုရင်ကိုပြောမယ်ပေါ့เนาะကျောင်းသားဆိုရင်ကျောင်းသား noun 2လာမယ်ကာကုဆဲဆိုတော့เนาะကျောင်းသားဂျာအာရီမာဆန်မဟုတ်ပါဘူးအဲ့တော့ဒါကကြတော့ကိုကသူများအကြောင်းပြောနေတာပေါ့เนาะစန်တိုဆူကကျောင်းသားမဟုတ်ဘူးလို့ပြောနေတဲ့အတွက်စန်တိုဆူရဲ့နာမှာမတို့ဆန်ထဲเนาะစန်တိုဆူဆန်ဝစန်တိုဆူကတော့ကျောင်းသားမဟုတ်ပါဘူးအဲ့တော့နံပါတ်2နံပါတ်2ကကြာကိုပြောမယ်เนาะဝါတရှိဝအီရှာဂျာအာရီမာဆန်ကျွန်တော်ကဆရာဝန်မဟုတ်ပါဘူးအီရှာဆိုဆရာဝန်ပေါ့เนาะဆရာဝန်မဟုတ်ပါဘူးဆိုတော့အီရှာဂျာအာရီမာဆန်အဲ့တော့ကျွန်တော်ကကုမ္ပဏီဝန်ထမ်းမဟုတ်ပါဘူးဆိုရင်လည်းဝါတရှိဝခိုင်းရှာအင်းဂျာအာရီမာဆန်အဲ့တော့ကိုကငင်းနေတယ်ပေါ့နော်အဲ့ noun 1တစ်ခုက noun 2မဟုတ်ပါဘူးဆိုပြီးငင်းနေတယ်ဆိုရင်ကိုကဂျာအာရီမာဆန်ဂျာအာရီမာဆန်ကိုသုံးမိရမယ်ပေါ့နော် noun 1 what noun 2ဂျာအာရီမာဆန်ကိုသုံးမိရမယ်ဒီ pattern လေးက
မှာအငင်းပတ်တယ်ပေါ့နော် now one က now two မဟုတ်ဘူးဆိုပြီးပြောချင်တယ်ဆိုရင် now one က now two ကြအာရီမာဆန်အဲ့တော့ဒီမှာဆိုရင်လည်းကိုကြက်ထားတဲ့ဟာတွေပေါ့နော်ကိုကြက်ထားတဲ့ဟာတွေကိုအစားထိုးပြီးပြောလို့ရမယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့အကြောင်းအရာတွေပေါ့နော်လူတွေကိုပြောချင်တယ်ဆိုရင်အဲ့တော့ကိုကြက်ထားတဲ့ဟာတွေနဲ့မှာတော့စားထိုးပြီးပြောလို့ရမယ်ပေါ့နော်အဲ့တော့ဒီမှာကိုပြောချင်တဲ့လူရဲ့နာမည်ကိုထည့်နော်အဲ့တော့အီဆန်ဆိုရင်အီဆန်ဝနော်ဆရာမဟုတ်ဘူးဆိုရင်စမ်းစေးကြအာရီမာဆန်နော်အီဆန်ဝစမ်းစေးကြအာရီမာဆန်နော်အဲ့တော့ကျောင်းသားဖြစ်ပါတယ်စိန်ကာကုစိတ်တက်စ်အဲ့လိုမျိုးလေးပြောလို့ရမယ်ပေါ့နော်အဲ့တော့နံပါတ်3 grammar လေးကဘာလဲဆိုတော့မေးခွန်းပေါ့နော်အဲ့တော့ positive လည်းသင်ပြီးပြီ negative လည်းသင်ပြီးပြီဆိုအငင်းတွေpositive တွေသင်ပြီးဆိုတော့ဘာလာမလဲဆိုတော့မေးခွန်းလာမယ်ပေါ့နော်အဲ့တော့မေးခွန်းဆိုရင်မှာတော့ဘာလုပ်မလဲဆိုတော့စာကြောင်းရဲ့အစုံမှာကထည့်လိုက်တယ်ပေါ့နော်ကထည့်လိုက်တယ်ဆိုတော့မေးခွန်းဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ now one ဒီ now two ဖြစ်ပါသလားဆိုပြီးမေးမှာပေါ့နော်အဲ့ဥမာဆိုရင်မင်းကဆရာမဖြစ်ပါသလားနော်မင်းကဆရာမဟုတ်ပါသလားဒါမှမဟုတ်ရင်စန်တိုစုကကုမ္ပဏီဝန်ထမ်းလားစန်တိုစုကဆရာလားအဲ့လိုမေးမယ်ပေါ့နော်အဲ့တော့ now one ဝ now two အဲ့တော့ဒါရှိရတာတော့တူတူပဲပေါ့နော် now one ဝ now two now one ဒီ now two desk ကနော် desk ဆိုရင်မှာဘာလဲဆိုတော့ဖြစ်ပါသလားဆိုတဲ့အဓိပ္ပာယ်ပေါ့နော် desk က now one ဝ now two desk ကအဲ့တော့ example လေးကိုကြည့်နေဆိုရင် example 1နော်မီရာဆန်ဝါအမေရိကချင်း desk ကအဲ့တော့မီရာဆန်ကအမေရိကလူမျိုးဟုတ်ပါသလားပေါ့နော်မီရာဆန်က now one အမေရိကချင်းက now two အဲ့တော့ now one ဒီ now two ဖြစ်ပါသလားပေါ့နော်မီရာဆန်ဝါအမေရိကချင်း desk ကမီရာဆန်ကအမေရိကလူမျိုးလားအဲ့တော့ဟုတ်တယ်ဆိုရင်ဟုတ်တယ်ပြန်ပြီပေါ့နော်မဟုတ်ဘူးဆိုရင်တော့ညင်းမယ်အဲ့တော့ဟုတ်တယ်ဆိုရင် hi အမေရိကချင်း desk ဟုတ်တယ်အမေရိကလူမျိုးဖြစ်ပါတယ်နော်အဲ့တော့မဟုတ်ဘူးဆိုရင်မှတော့ဘယ်လိုညင်းမလဲဆိုရင်နော်ပုံမှန်တိုင်းပဲပေါ့နော်ခုနအပေါ်မှာသင်သွားသလိုအမေရိကလူမျိုးမဟုတ်ဘူးဆိုရင်ကြားအိမ်မှာစမ်းပေါက်မယ်အဲ့တော့ e ရဲ့ဖြစ်သွားမယ်ပေါ့နော်အရှိမမှာတော့ e ရဲ့ဖြစ်မယ် e ရဲ့အမေရိကချင်းကြားအိမ်မှာစမ်းဟင်းအမေရိကလူမျိုးမဟုတ်ပါဘူးဆိုပြီးပြန်ဖြေရမယ်ပေါ့နော်အဲ့တော့ example 2ကိုကြည့်အောင်အဲ့တော့စာတိုးဆန်ဝါရတယ်နော် sensei desk ကအဲ့တော့စာတိုးဆန်ကရတယ် sensei ဆိုတော့နော်ဆရာဟုတ်လားအဲ့တော့စာတိုးဆန်ကဆရာလားဆိုတော့မှဒီမှာအငင်းနဲ့ဖြေထားရတော့ e ရဲ့နော်အဲ့တော့ဒီဟာလေးကိုမှတော့ e ရဲ့လို့မဖတ်ဘူးနော် e ရဲ့လို့ဖတ်မယ် e ရဲ့စန်စေးချာအာဒီမာဆန်ဆရာမဟုတ်ပါဘူးเนาะဟင်းအင်းဆရာမဟုတ်ပါဘူးအဲ့တော့အငင်းကိုမှတော့သုံးနေနေဆိုရင်နောက်ကချာအာဒီမာဆန်ဒဲဝအာဒီမာဆန်ကပ်ပြီးလိုက်အောင်ပဲပေါ့နော်ဟင်းအင်းဆရာမဟုတ်ပါဘူးအဲ့တော့နံပါတ်3ကကြတော့အာနတာဝအီရှာဒက်စကအဲ့တော့မင်းကပေါ့နော်အာနတာဆိုတော့သင်မင်းဆိုတော့မင်းကအီရှာဒက်စကဆိုတော့ဆရာဝင်လာเนาะအဲ့တော့ကို့ကိုမေးရပေါ့နော်အဲ့တော့ကိုကဟုတ်တယ်ဆိုရင် hi အီရှာဒက်စဟုတ်ပါတယ်အဲ့တော့အီရှာမဟုတ်ဘူးကိုကညင်းနေတယ်ဆိုရင် e ရဲ့အီရှာကြအာဒီမာဆန်ဟင်းအင်းဆရာဝင်မဟုတ်ပါဘူးเนาะအဲ့တော့ကိုကဘာဖြစ်လဲဆိုတော့ပြန်ပြောချင်အထားလေးကိုထပ်ပြီးတော့အပိုထပ်ပြောလို့ရတယ်ကာကုစိတ်တက်ကျောင်းသားဖြစ်ပါတယ်เนาะကျွန်တော်ကဆရာဝင်မဟုတ်ပါဘူးဆရာမဖြစ်ပါတယ်ဆိုလဲ sensei desk လို့ပြန်ပြောလို့ရတယ်ပေါ့နော်အဲ့တော့နံပါတ်3 grammar လေးကဘာလဲဆိုတော့အမတို့မေခွန်းပုံစံသင်တာပေါ့နော် now one က now two desk ကအဲ့ဒီ now one ဒီ now two ဖြစ်ပါသလားဆိုပြီးတော့သုံးနေတယ်ဆိုတော့အမတို့ဒါလေးကိုသုံးပြရမယ်နံပါတ်3အဲ့တော့နောက်ဆုံး grammar လေးပေါ့နော်အဲ့တော့နောက်ဆုံး grammar လေးကဘာလဲဆိုတော့မှု now မို့ဆိုတာ now level ဆိုတဲ့ဒီပေါ့နော်အဲ့ဒီမို့ကိုမှတော့ဘယ်လိုဘာသာပြန်မလဲဆိုတော့ level ဆိုပြီးပြန်တယ်ဥပမာဆိုရင်သူကဒီအောက်ကပေးထားရလေးဖတ်ကြည့်မယ်ပေါ့နော်တူညီတဲ့အကြောင်းအရာတွေကိုပြောဆိုတဲ့အခါမှာဝကိုမသုံးမဲနဲ့အမှတော့မို့ကိုပြန်သုံးမယ်ပေါ့နော်ဥပမာဆိုရင်ကျွန်တော်ကအကြောင်းသားဖြစ်တယ်နော်အဲ့တော့ကျွန်တော်ရဲ့တငယ်ချင်းဖြစ်တယ်ကြော်ကြော်ကလည်းအကြောင်းသားဖြစ်တယ်အဲ့တော့ကျွန်တော်ဒီအကြောင်းသားဖြစ်ပါတယ်ကြော်ကြော်ဒီ level အကြောင်းသားဖြစ်ပါတယ်ဆိုပြီးတော့အဲ့မှာကြော်ကြော်နဲ့ကိုနဲ့အကြောင်းသားဖြစ်တာချင်းတူတဲ့အတွက်အကြောင်းအရာတူနေတဲ့အတွက်မှာတော့ particle ကိုဒီဝမသုံးမဲနဲ့နော်ဝါဒရှိဝခါကူစိတ်တက်ကြော်ကြော်ဝခါကူစိတ်တက်အဲ့လိုမသုံးမဲနဲ့ဝါဒရှိဝခါကူစိတ်တက်ကျွန်တော်ကအကြောင်းသားဖြစ်ပါတယ်ကြော်ကြော်မှုခါကူစိတ်တက်ကြော်ကြော်လည်းပဲအကြောင်းသားဖြစ်ပါတယ်ဆိုပြီးမှတော့ဒီမို့ပြန်သုံးမှာပေါ့နော်တူညီတဲ့အကြောင်းအရာကိုသုံးတဲ့အခါမှာတော့ဒီမို့ပြန်သုံးမယ်အဲ့တော့ example 1ကိုဖတ်ကြည့်အောင်စာတိုးဆန်ဝါတဲ့ခိုင်းရှာအင်ဒါစာတိုးဆန်ဒီခိုင်းရှာအင်ဒါဆိုတော့ကုမ္ပဏီဝန်ထမ်းဖြစ်ပါတယ်စန်တိုဆုဆန်မို့ခိုင်းရှာအင်ဒါစန်တိုဆုဆန်လဲပဲเนาะခိုင်းရှာအင်ဒါစန်တိုဆုဆန်လဲပဲကုမ္ပဏီဝန်ထမ်းဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင်စာတိုးဆန်ကလည်းကုမ္ပဏီဝန်ထမ်းဖြစ်တယ်စန်တိုဆုကလည်းကုမ္ပဏီဝန်ထမ်းဖြစ်တယ်နှစ်ယောက်စလုံးကကုမ္ပဏီဝန်ထမ်းဖြစ်တာချင်းတူနေတဲ့အတွက်မှာတော့ဒီမို့ပြန်သုံးတာပေါ့နော် particle ကိုဒီမှာဆိုရင်စန်တိုဆုဆန်စာတိုးဆန်ဝခိုင်းရှာအင်ဒါစန်တိုဆုဆန်ဝခိုင်းရှာအင်ဒါဝဆိုပြီးနှစ်ခါမသုံးတော့ဘဲနဲ့အရှိရဟာနဲ့မှာတော့အတူတူဖြစ်တယ်ပေါ့နော်အရှိရနောင်ဖြစ်တာနဲ့သူကအတူတူဖြစ်တဲ့အကြောင်းအရာအတူတဲ့အတွက်စန်တိုဆုဆန်မှုစန်တိုဆုဆန်လဲပဲကုမ္ပဏီဝန်ထမ်းဖြစ်တယ်ဆိုပြီးသုံးပါပေါ့နော်အဲ့နံပါတ်2ဝါဒရှိဝါတဲ့ကာကုစိတ်တက်ကျွန်တော်ကကျောင်းသားဖြစ်ပါတယ်အာနတာမို့ကာကုစိတ်တက်ကအဲ့တော့ကိုကမေးခွန်းပြန်ပြရပေါ့ဒီမှာစေ
မင်းလည်းပဲကြောင်းသားလားအဲ့တော့ငါကကြောင်းသားဖြစ်တယ်မင်းလည်းပဲကြောင်းသားလားပေါ့နော်အာနတ္တာမှုကာကုစိတ်တက်စ်ကအဲ့တော့သူကပြန်ဖြေတယ်သူကမဟုတ်ဘူးနော်ဤရဲ့ဝါဒရှိဝါဆန်စိတ်တက်စ်နော်ဟင်းကျွန်တော်ကဆရာဖြစ်ပါတယ်နော်ဤရဲ့ဝါဒရှိဝါဆန်စိတ်တက်စ်အဲ့တော့ဟင်းကျွန်တော်ဆရာဖြစ်ပါတယ်အဲ့လိုမဟုတ်ဘူးမှာတော့ကျောင်းသားမဟုတ်ဘူးလို့ပြောချင်လည်းရတယ်နော်ဒီမှာကိုဖြည့်ခြင်းတဲ့အဖြေဖြေလိုက်ဤရဲ့ကာကုစိတ်ကြအာရီမာဆန်လေးမှန်တယ်နော်ဟင်းကျောင်းသားမဟုတ်ပါဘူးအဲ့လိုမငင်းညင်ဘူးဆိုလည်းမဟုတ်ဘူးကျွန်တော်ကကျောင်းသားဖြစ်ပါတယ်ကိုယ့်ရဲ့ဖြစ်တည်မှုအမှန်ကိုပြောလိုက်လေရတယ်ပေါ့နော်ဤရဲ့ဝါဒရှိဝဆန်စိတ်တက်စ်အဲ့တော့ဒီနံပါတ်၄ကကြတော့မှုပေါ့နော် noun level ဆိုတဲ့အိဗယ်ဒီမှာသုံးမယ်အဲ့တော့တူညီတဲ့အကြောင်းအရာတွေကိုပြန်ပြီးတော့ပြောဆိုတဲ့အခါမှာဆိုရင် particle 1ကိုမသုံးတော့ဘဲနဲ့ particle မှုကိုသုံးမယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကျန်သေးတယ်ပေါ့နော် noun 1 not noun 2အဲ့တော့ not ဆိုရင်မှာတော့ဘယ်လိုလဲဆိုတော့ noun နှစ်ခုကိုစမှာအဲ့တော့ noun 1နဲ့ noun 2မှာတော့ဆက်ချင်တယ်ပေါ့နော်အဲ့တော့အဲ့ဒီ noun 1ရဲ့ noun 2ဆိုပြီးပြောချင်တယ်ဆိုရင်မှာတော့ not နဲ့ဆက်မယ် noun 1 not noun 2နော် noun နှစ်ခုကို not ပြင်ဆက်မယ်အဲ့တော့ဥမာဆိုရင်တော့ဘယ်လိုလဲဆိုတော့အဲ့တော့ဆာကူရာတက္ကသိုလ်ရဲ့ဆရာမနော်ဆာကူရာတက္ကသိုလ်ရဲ့ဆရာမ ABC ဘဏ်ရဲ့ဝန်ထမ်းအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးပြောမှာအဲ့တော့ yes ဆိုပြီးတော့အဲ့ဒီ not လေးကိုမှတော့ဘယ်လိုဘာသာပြန်မှာလဲဆိုတော့ yes ပေါ့နော်ပိုင်ဆိုင်မှုပြမှာပေါ့နော်ပြောမယ်ဆိုရင်ကျွန်တော်ရဲ့စာအုပ်ဒါမှမဟုတ်ရင်အဲ့တော့ ABC ဘဏ်ရဲ့ဝန်ထမ်းအဲ့လိုမျိုး noun 1နှစ်ခု noun နဲ့ noun နှစ်ခုအစမှာပေါ့နော် noun 1နဲ့ noun 2အစမှာအဲ့ asymmetric ကလေးကိုဖတ်ကြည့်အောင်စာတိုးဆန်ဝါတဲ့ဒိုင်ကာကူနော့ဆန်စီဒက်အဲ့တော့စာတိုးဆန်ကဆန်စီဖြစ်တာမှတော့သိရနော်စာတိုးဆန်ကဆန်စီဆရာဖြစ်တယ်ဆိုတာသိရအဲ့တော့သူ့ကိုအထူးပြုပြီးဖော်ပြခြင်းနဲ့ဘယ်ရဲ့ဆန်စီလဲဆိုတာဖော်ပြခြင်းနဲ့ပေါ့နော်အဲ့တော့ဒိုင်ကာကူနော့ဆန်စီဒက်ဆိုတက္ကသိုလ်ရဲ့နော်ဆန်စီဒက်ဆိုဆရာဖြစ်ပါတယ်အဲ့တော့ပိုင်ဆိုင်မှုပြပါနော်တက္ကသိုလ်ရဲ့ဆရာဖြစ်ပါတယ်စာတိုးဆန်ကတက္ကသိုလ်ရဲ့ဆရာဖြစ်ပါတယ်အဲ့တော့နံပါတ်1အာနတ္တာဝတဲ့ဆာကူရာဒိုင်ကာကူနော့ဂါကူစိတ်ဒက်စ်ကအဲ့တော့မင်းကပေါ့နော်အာနတ္တာဝဆိုမင်းကဆာကူရာတက္ကသိုလ်ရဲ့ကျောင်းသားလားအဲ့တော့ဒီမှာဆိုမေးကိုမေးထားပါနော်အဲ့တော့ဆာကူရာဒိုင်ကာကူနော့ဂါကူစိတ်ဆိုဒီမှာ noun နှစ်ခုဖြစ်တယ်ဆာကူရာဒိုင်ကာကူနဲ့ဂါကူစိတ်ကိုဆက်ထားပါနော်အဲ့တော့ noun 1 not noun 2ပုံစံလေးအဲ့တော့မင်းကဆာကူရာတက္ကသိုလ်ရဲ့ကျောင်းသားလားအဲ့တော့ကိုကဟုတ်တယ်ဆိုရင် hi နော်ဆာကူရာဒိုင်ကာကူနော့ဂါကူစိတ်ဒက်စ်အဲ့တော့မဟုတ်ဘူးဆိုရင်ဤရဲ့နော်ဆာကူရာဒိုင်ကာကူနော့ဂါကူစိတ်ချအာဒီမာဆန်အဲ့လိုအငင်းလေးနဲ့ဖြေလို့ရမယ်ပေါ့နော်အဲ့တော့ဒါပေါ့အခန်း1 grammar လေးကဒါပေါ့နော်အဲ့တော့မှတော့ဒီအခန်းမှာဆိုရင်သူကပထမဆုံးဘာတွေသင်သွားလဲဆိုရင်နံပါတ်1 grammar ကဘာလဲဆိုရင် noun 1 wa noun 2 test noun 1ဒီ noun 2ဖြစ်ပါတယ်เนาะနံပါတ်2 grammar ကကြတော့ဘာလဲဆိုတော့အငင်းပေါ့เนาะ noun 1 wa noun 2ကြအာဒီမာဆန် noun 1ဒီ noun 2မဟုတ်ပါဘူးနံပါတ်3ကကျတော့မေးခွန်းမေးမယ်ပေါ့နော် noun 1 wa noun 2 test က noun 1ဒီ noun 2ဖြစ်ပါသလားเนาะအဲ့တော့နံပါတ်4ကကျတော့ဘာလဲဆိုတော့ particle အသုံးလေးပေါ့နော် noun မှု noun level ဆိုတဲ့အဓိပ္ပာယ်အမတို့တူညီတဲ့အကြောင်းအရာတွေကိုပြန်ပြီးပြောတဲ့အခါမှာဆိုရင် particle 1ကိုပြန်မသုံးမယ်နဲ့ particle မှုကိုသုံးမယ်ပေါ့နော်အဲ့တော့နံပါတ်5ကကျတော့ not noun တစ်ခုမှာတော့ဆက်မယ် noun 1နဲ့ noun 2ကိုဆက်ချင်တယ်ဆိုရင် noun 1 not noun 2ဆိုပြီးပြောမယ်ပေါ့နော်အဲ့တော့ not ဆိုတာကျတော့သူကပိုင်ဆိုင်ခြင်းညတိပဲပေါ့နော် yes ဆိုပြီးဘာသာပြန်လို့ရတယ် e ဆိုပြီးဘာသာပြန်လို့ရတယ်ပေါ့နော် noun တစ်ခုကို not ပြင်ဆက်တယ်အဲ့တော့ဒီအခန်း1 grammar လေးကထားပေါ့နော်အခန်း1မှာပါတဲ့ grammar လေးကိုတေချာပြန်ကြည့်ရပေါ့နော်တေချာပြန်ကြည့်ပြီးတဲ့အခါကျအမတို့ကကိုရဲ့မင်းနာပေါ့နော်မင်းနာစာအုပ်ထဲမှာအဲ့တော့သူကအဟွာရှိရပေါ့နော်ဖတ်စာအုပ်ကိုဖတ်လို့ရတယ်ဖတ်စာအုပ်မှာသူက example တွေပါတယ်ပြီးတဲ့အခါကျရင်ခိုင်ဝါလေး mon time တွေပေါ့နော် mon time တွေမှာမတို့ဒီ example လေးပြန်ပြီးတော့လုပ်ကြည့်ပေါ့နော်အဲ့ဒါဆိုရင်မတို့ဒီအခန်း1ကလေးကိုတေချာကြည့်ညက်နားနေပါလိမ့်မယ်ပေါ့နော်ဟိုက်အဲ့တော့ဒီနေ့ကတော့ဒီလောက်ပဲပေါ့နော်အဲ့တော့နောက်နေ့ကျရင်မတို့ဆက်ပြီးတော့အခန်း2ကိုဆက်ပြီးတော့သွားပါမယ်